ကိုကြီးတဲ့တောင်သူတွေကအဆင်ပြေလို့လုပ်ရတာတဲ့သူတို့ကဘာမှမလုပ်ပဲအမျက်ရဖို့ပဲစဉ်းစားနေတာတို့တောင်သူတွေကဆာမဖက်ဘူးလို့ပဲပြောမယ်တဲ့ပြောတဲ့လေတန်းနဲ့ရုပ်ကိုကျင်းတည်ပါတယ်ဆိုပြီးတော့မှတ်မိတာဒီကိုတယောက်ကတော့ဒီလိုမှန်လေးတွေကြတော့ဗျာကျွန်တော်လည်းပြောလို့ခီးသွားနေတာဟုတ်ဒါပေမဲ့တေးလို့ကျွန်တော်ကြံဖြေးပေးတာဒါအကူကမသိသေးလို့ပဲကျွန်တော် GSC မြန်မာကတောင်သူနဲ့ဘယ်လိုအခြေအနေတွေပတ်သက်လာတယ်တောင်သူနဲ့ဘယ်လိုတည်ကျွမ်းလာခဲ့တယ်ဆိုတော့ကိုအရင်ဆုံးလေ့လာလိုက်ကျွန်တော်ရဲ့ GSC မြန်မာ page ရှိတယ်ပေါ့ဗျာ Facebook ပါဒီ TikTok ကြောင့်မဟုတ်ဘူးဗျာ Facebook နဲ့ကျွန်တော်လည်းတောင်သူတွေနဲ့စပြီးတော့တည်တယ်ခင်ဗျားသုံးကတောင်သူတွေနဲ့ Facebook နဲ့စတည်ပြီးတော့သူတို့တွေလိုက်အောင်ကြတယ်ဈေးနှုန်းတွေတည်တဲ့ခါဆိုချိန်ဆလို့ရတယ်ဒီဘုံမှာကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကိုဝင်မြပေးတယ်မင်းဘာကောင်းလဲမဟုတ်ဘူးကျွန်တော်ကအောက်ခြေပွဲသားတယောက်ပဲအောက်ခြေမှာတောင်သူနဲ့တိုက်ရိုက်လို့ပဲတောင်သူအရင်ကြီးဆုံးအခြေအနေတစ်ခုမှရှိတယ်ဟုတ်ဗျာဒါကိုလည်းအခုတည်နေကြတယ်အဲ့တော့ကျွန်တော်တို့ကပြောပြတယ်မင်းစာတက်လို့မင်းဒီလိုမျိုးထိုင်ပြီးတော့လယ်သမားတွေကိုရှင်းပြနေတယ်လို့ပါတော့အားပေါင်းအရင်တလန်နဲ့အခုထင်ပွဲရှိတယ်မဟုတ်ကျွန်တော်ကမြေပြင်မှာတကယ်ဝယ်နေလို့ဖြစ်တယ်အတွေ့အကြုံရအောင်လုပ်ငန်းဝင်အခြေအနေရအောင်တောင်သူနဲ့ပတ်သက်တဲ့အနေအထားရအောင်ကျွန်တော်တို့ကထဲထဲဝင်ဝင်လောက်ကင်နေတဲ့လူတွေဖြစ်တယ်အခုဒီ Tosis man တွေအတွက်ကိုဒီလို internet ခေတ်ကြီးတွေမှာလူ100 1000 တသိန်းဒါအမြန်ရောက်တယ်လို့ကြောင့်မို့ကျွန်တော်တို့ကဝင်အောင်ရှင်းပြပေးရခင်ဗျားသုံးကဘက်မှာ GSC မြန်မာတောင်သူနဲ့တိုက်ရိုက်ကျွန်တော်တို့အလုပ်လုပ်နေပါတယ်ကျွန်တော်တို့ဒီပုံမှာသတင်းတွေကိုပိုးသက်ဆေးတိုင်းအတွက်ကိုဝေမျှပေးနေတာဟိုးစားအတွက်အကျိုးမြတ်အတွက်ဝေမျှပေးရတယ်လို့မထင်သေးဘူးကျွန်တော်တို့ကမြေပြင်မှာတကယ်လုပ်နေတယ်တောင်သူနဲ့အနည်းဆုံးမှကျွန်တော်ရှိကျေးဇူးတင်ပါတယ်